ဒီနေ့မှာတော့လူပေါင်းများစွာကိုစိတ်သက်ကြမှုစိတ်ပင်ပန်းမှုတွေကနေတချင်းနဲ့ရုံထွက်နိုင်စေခဲ့သူစိတ်ရက်တည်ဆုံးနေတဲ့လူတော်များများကိုပြန်လည်ရှင်သန်စေခဲ့သူအချိန်မတန်ရင်ကျွေလိခွေခဲ့ရတဲ့ရပါသူဖြစ်တဲ့ HSH တန်တာရှင်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ HSH တန်တာရှင်ဟာ1998ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာဖလော်ရီဒါပြည်နယ်ကပရန်တာရှင်မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးသူ့ရဲ့နာမည်အရင်းကတော့ဂျာဆဲဒွိုင်းရီကာဒိုအွန်ဖိုင်ဖြစ်ပါတယ်။အဲနာမည်ဟာဘော့မာလီရဲ့ဆိုဂျာဆဲတချင်းကိုအဆွဲပြုတ်ပြီး SSH တန်တာရှင်ရဲ့အဖေကမှဲ့ပေးခဲ့တာဖြစ်ပါတယ်။ဆိုဂျာဆဲဆိုတဲ့စကားလုံးက gospel လို့အဓိပ္ပာယ်ရပါတယ်။မွေးကလေးကနှလုံးမှာအပေါက်တစ်ပေါက်ပါလာခဲ့တဲ့ SSH တန်တာရှင်ကိုသူ့အဖေနဲ့အမေကတုံနေအောင်ချစ်ခဲ့ကြပါတယ်။ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲမွေးကလေးကကံမကောင်းခဲ့တဲ့ HSH တန်တာရှင်ရဲ့သက်10နှစ်အရွယ်မှာပဲသူ့အဖေဟာမွေးဆေးမှုနဲ့ထောင်9နှစ်ကြာခဲ့တာကြောင့် HSH တန်တာရှင်ဟာသူ့အဖေကိုတစ်သက်လုံးထောင်ထဲမှာပဲတွေ့ခွင့်ရခဲ့ပါတယ်။ထိုဖြစ်ပျက်ပြီးနောက်မှာ HSH တန်တာရှင်ရဲ့ပုံစံဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ကျောင်းကဘာသာရပ်တိုင်းမှာအမြဲရခဲ့တဲ့ HSH တန်တာရှင်ဟာရံပွဲတွေမှာပဲပျော်ပါလာပြီးတသက်မြတ်ကျောင်းကနေကျောင်းထုတ်ခံခဲ့ရပါတယ်။ HSH တန်တာရှင်73နှစ်ပြည့်တဲ့အရွယ်မှာသူ့အမေရဲ့အသိဆရာဝန်ကသူဟာ bipolar disorder ဆိုတဲ့စိတ်ခံစားချက်ပြင်းထန်တဲ့ယောဂရှိကြောင်းသူ့အမေကိုပြောပြခဲ့ပါတယ်။သူ့အမေကတော့မယုံကြည်တဲ့အတွက်မကုသပဲဒီတိုင်းထားခဲ့ပါတယ်။ထိုယောဂဟာဆေးသမားတွေမှာပဲတွေ့ရတတ်တဲ့ယောဂဖြစ်ပြီး HSH တန်တာရှင်ကမူရဆေးမသုံးဘူးလို့သူ့အမေကယုံကြည်ခဲ့လို့ပါ2012ခုနှစ်မှာတော့ဆေးကြောင့်လက်ဝယ်သွေးရှိမှုနဲ့လူငယ်ထိန်းသိမ်းရေးစခန်းမှာတလကြာနေခဲ့ရပြီးဥပဒေအရထောင်တစ်နှစ်ကြာခဲ့ရပါတယ်ထောင်ထဲမှာစကီမတ်နဲ့တွေ့ခဲ့ပါတယ်ထောင်ကထွက်လာပြီးစကီမတ်တို့နဲ့အတူတူပွဲခံရင်စကီမတ်ဖိတဲ့ beach ပေါ်မှာ HSH တန်တာရှင်ကfreestyle ဆိုခဲ့ပြီး Saying what the work Instagram MC dog said it barking at a nigga like Fifi jerk the cashier for some answers တော်ကောင်းလုံးဒါကြောင့်ဘော်ဒါတွေကသချင်းလောကရဲ့ဝင်ရအကြံပေးခဲ့တာကြောင့်သချင်းလောကထဲရောက်ခဲ့ရတာပါ SSH တန်တာရှင်ဆိုတဲ့နာမည်ကလည်းသူ့ရဲ့ fuck up ဆိုတဲ့သချင်းလောက်ဖြစ်ရာကနေရေးခဲ့တာပါ SSH တန်တာရှင်ဟာအော်ဂါရိုက်တဲ့ Bruno ဆိုတဲ့ဘဲနဲ့ခင်ခဲ့ပြီးအဲဘဲအိမ်မှာပဲfuck up ဆိုပြီးမိုက်မှာအော်ရင်တချင်းဖြစ်သွားတာပါဒါကြောင့်သူ့နာမည်အရှိက SSH ဟာဘရာဒါတို့ထင်လို့ပဲအော်ဂါဝက်ဆိုင်ပါတန်တာရှင်ဆိုတာကတော့စပိန်ဘာသာစကားဖြစ်ပြီးမြန်မာလိုဆိုရင်သွေးဆောင်ဖျားယောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ် HSH တန်တာရှင်ကတချင်းလောကထဲဝင်ပြီးခိုးမှုနဲ့ထောင်ကျပြီးမျက်နှာမှာတက်တူးတွေထိုးတာထောင်ကထွက်တဲ့အချိန်မှာတော့ဘရာဒါတို့သိတဲ့ HSH တန်တာရှင်ဆိုပြီးဖြစ်လာခဲ့ပါတယ် HSH တန်တာရှင်မှာ anagram မှာပေါက်လာခဲ့ပြီး lock up မီတချင်းကိုအကျဉ်းသွင်းခဲ့ပြီးသူ့ fan နဲ့နားထောင်မှု SoundCloud မှာတင်ပေးခဲ့ပြီးလူကြအရင်များသွားခဲ့ပါတယ်official မထုတ်နိုင်ခင်မှာပဲလက်နက်ကင်ဆောင်မှုဘူးရဆွေးမှုတို့နဲ့ထောင်ထက်ကြခဲ့ရပါတယ်။ HSH တန်တာရှင်ထောင်ကျနေစီမှာပဲ Drake က HSH တန်တာရှင်ရဲ့ flow နဲ့တပုံစံနဲ့ထပ်တူနေတဲ့ DMT တချင်းကိုဖျက်ချေခဲ့တာကြောင့် HSH တန်တာရှင်ထောင်ကထွက်လာတဲ့အချိန်မှာ Drake ကိုတခိုးဆိုပြီး binary နဲ့တဲပြဲခဲ့ပါတယ်။ HSH တန်တာရှင်က2018မတ်လ16ရက်နေ့မှာပဲ question mark ဆိုတဲ့ air brand ထွက်လာခဲ့ပြီးပထမအပတ်မှာတင် copy ပေါင်း33000နဲ့ billboard 200မှာ number 1 ဝင်ခဲ့ပါတယ်။ထို air brand မှာ moonlight sad hot စတဲ့သချင်းများဟာမလွန်ပေါက်ခဲ့ပြီးအခုချိန်မှာ view ပေါင်း billion ကျော်နေခဲ့ပါပြီ။2018ခုနှစ်ဟာ HSH တန်တာရှင်ရဲ့ prime time ဖြစ်ခဲ့ပြီးသူ့ဘဝအဆုံးသတ်ခဲ့ရတဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။ HSH တန်တာရှင်ဟာ2018ခုနှစ်ဇွန်လ18ရက်နေ့မှာပဲဓမြတိုက်မှုတစ်ခုမှာတည်ဆုံးခဲ့ရပါတယ်။ SSH တန်တာရှင်ဟာဆိုင်ကယ်ဝယ်ဖို့တွားကြည့်ခဲ့ပြီးဝယ်ဖို့ပတ်စံပြန်ယူတဲ့အချိန်မှာဓမြတိုက်တဲ့ကောင်တွေကသူ့အနောက်လိုက်နေခဲ့တယ်ဆိုတာသတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ဒေါ်လာ9000ယူပြီးပြန်အလာလမ်းမှာ
BNB ကအမဲရောင်ကပိတ်ရက်ခဲ့ပြီး$9,000ကိုတောင်းခဲ့ပါတယ်။ Bipolar disorder ယောဂရှိတဲ့ SSH တန်တာရှင်ဟာ confidence level so high နေခဲ့ပြီးသူ့ကိုမပြည့်ရဲလောက်ဘူးထင်ပြီးပတ်စံမပေးခဲ့ပါဘူး။ဓမြတွေဟာလက်ဘင်းကိုတနက်နဲ့3ချက်ပစ်ပြီး SSH တန်တာရှင်ကိုတပ်ပစ်ခဲ့ပါတယ်။ဒီလိုနဲ့$9,000အတွက်ကြောင့်ခေါင်းမှာလွန်လှတဲ့ SSH တန်တာရှင်ကတေဆုံးခဲ့ရပါတယ်။ SSH တန်တာရှင်ဟာအသက်20တာနေခဲ့ရပေမဲ့1900ကျခဲ့ပါတယ်။သူဟာလူဆိုးတယောက်လို့ brother တို့သတ်မှတ်နိုင်ပေမဲ့သူ့တချင်းတွေဟာလူပေါင်းများစွာရဲ့ဘဝကိုကယ်ပေးခဲ့ပါတယ်။စိတ်သက်ကြနေသူတွေကိုပြန်လည်ရှင်သန်စေခဲ့ပါတယ်။ SSH တန်တာရှင်ဟာအချိန်မတန်မဲ့ကျွေလွှတ်ခဲ့ရတဲ့ကျေပွေးလက်တပွေးဖြစ်ခုချိန်နဲ့သူ့ဖန်ရဲ့ရင်ထဲမှာရှင်သန်နေစေဖြစ်ပါတယ်။